လိုက်စာ TV ရဲ့မြန်မာဘာသာဖြင့်တင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့ညမှာတော့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ18ဦးအသက်သေဆုံးခဲ့တဲ့တဲ့နဲ့ KIO ထိန်းချုပ်နေမြေတွေမှာမူရစ်တိုက်ဖျက်ရေးလုပ်ငန်းတွေအရှိန်မြင့်လှုပ်ဆောင်နေတဲ့တဲ့တွေကိုတင်ဆက်တော့ပါမယ်။ကျွန်မကတင်ဆက်သူရှဲမုံပါ။အနောက်ပိုင်းခရိုင်ဟူကောင်းမြို့နယ်စံလွန်ရွှေမော်မှာဒီဇင်ဘာလ17ရက်နေ့နေ့လယ်12နာရီလွန်းကျင်လောက်မှာစစ်ကောင်စီကလေရင်နဲ့နှစ်ကြိမ်ပုံကျဲခဲ့တာကြောင့်ရွှေမော်ကတနစ်အရွယ်ကလေးငယ်တဦးအပါအဝင်ပြည်သူ18ဦးအသက်သေဆုံးခဲ့ပြီး10ဦးထိခိုက်ဒဏ်ရာပြင်းထန်နေတယ်လို့သိရပါတယ်။ဒဏ်ရာရရှိသူတွေကိုစံလွန်ဆေးကုသဆောင်မှာကုသမှုပေးနေတယ်လို့ဆိုပါတယ်။ဈေးဆိုင်တန်းမှာကြာရောက်ပောက်ကွဲခဲ့တာကြောင့်ဆိုင်ခန်း6ခုထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။သေဆုံးခဲ့တဲ့ပြည်သူတွေမှာအသက်1နှစ်အရွယ်ကလေးငယ်ဖွေးဟုံနဲ့စံလွန်ရွှေမော်ကအမွန်းစားတောက်ဆိုင်နဲ့တိကုခန်းဆိုင်ရှင်မိသားစုစေရောင်းသူတွေပါဝင်ပြီးကြံသေးဆုံးသူတွေရဲ့အမည်တွေကိုဆက်လက်စုံစမ်းနေစေပါအဲ့ဒီနေ့မှာပဲ KIA အမှတ်14တပ်ရင်ဖက်မှာလဲဂျက်ဖိုက်တာနဲ့9ကြိမ်ပုံကျဲတိုက်ခိုက်ခံရပြီးပြည်သူထိခိုက်ဒေဆုံးမှုရှိတယ်လို့စုံစမ်းသိရှိရပါတယ်ပြီးခဲ့တဲ့2024နှစ်ကုန်ပိုင်းမှာလဲလဘူခစေတမ်းမှာလက်နက်ကြီးကြရောက်ပောက်ကွဲခဲ့ပြီးပြည်သူတွေထိခိုက်မှုရှိခဲ့ပါတယ်တိုက်ပွဲမရှိတဲ့နေရာတွေမှာပါစစ်ကောင်စီကအပြစ်မဲ့ပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာကြောင့်ပြည်သူတွေစိုးရိမ်ထိတ်လန့်နေကြရတယ်လို့စင်နာရှိကပေးပို့ထားတာပါKIO ထိန်းချုပ်နေမြေတွေမှာမူရစ်တိုက်ဖျက်ရေးလုပ်ငန်းတွေအရှိန်မြင့်လှုပ်ဆောင်နေပါတယ်ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလအတွင်းမှာမူရစ်သုံးစွဲသူရောင်းဝယ်သူတွေနဲ့မူရစ်ဆေးအများအပြားဖမ်းဆီးနိုင်ခဲ့ပါတယ်အရှိပိုင်းခရိုင်ဗမော်မြို့နယ်အတွင်းကမူရစ်ရောင်းဝယ်သူသုံးစွဲသူ16ဦးကိုဖမ်းဆီးနိုင်ခဲ့ပြီးမိုးမောက်မြို့နယ်နားပွန်နားခိုင်ရွာမှာဘိန်းတယ်လာတဲ့ 4-wheel ကားတစ်စီးကို KIA အမှတ်7တိုက်ရင်နဲ့ KPDF ပူးပေါင်းအဖွဲ့တွေကဖမ်းဆီးမိခဲ့ပြီးတော့မူရစ်ဆေးတည်ဆောင်လာသူ2ဦးနဲ့ဘိန်းဖြူ153ခွက်ရာမအထုပ်ကြီး124ထုပ်နဲ့ရာမအထုပ်သေး42ထုပ်ကိုတင်စီရမိခဲ့ပါတယ်။ဥရုမြို့နယ်အတွင်းမူရစ်တိုက်ဖျက်ရေးလုပ်ငန်းစတင်ခဲ့ရမှာစိန်မော်ဖပြင်းရွာတွေမှာလည်းမူရစ်ဆေးရောင်းဝယ်သူတွေနဲ့တုံဆွဲသူတချို့ကိုဖမ်းဆီးနိုင်ခဲ့ပြီးတော့ဘိန်းနဲ့ရာမဆေးလုံး225လုံးကိုဖမ်းဆီးရမိခဲ့ပါတယ်။ဂွေခါရွာကမူရစ်ဆေးရောင်းဝယ်တုံဆွဲသူ9ဦးကိုလည်းပစ္စည်းတွေနဲ့အတူဖမ်းဆီးရမိခဲ့ပါတယ်။ KIA အမှတ်ခွန်တပ်မဟာမှာလည်းချီဖွေပန်ဝါခန့်ရှင်ချောင်းမော်ခုံဖီမော်ခန်းဖန်းလန်ဆယ်ဆော့လော်နဲ့ဖောင်းကျော်စားတဲ့ဒေတာ9ခုအတွက်မူရစ်တိုက်ဖျက်ရေးကော်မတီတွေဖွဲ့စည်းခဲ့ပြီးမူရစ်ဆေးတိုက်ဖျက်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေပါပြီ။ KIO အစိုးရမူရစ်တိုက်ဖျက်ရေးကော်မတီကဦးစီးပြီးတော့ KIO ထိန်းချုပ်နေမြေတွေမှာမူရစ်တိုက်ဖျက်ရေးလုပ်ငန်းတွေကိုအရှိန်တိုးမြင့်လှုပ်ဆောင်သွားမယ်လို့တာဝန်ရှိသူတွေစီကနေသိရပါတယ်။ကမ်ပိုင်တီဒေတာကပိန်စိုက်ပြုံးမှုတွေအမြင့်ဖြတ်နိုင်ရေးကိုလည်းအားစိုက်လှုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။ဒီသတင်းကိုသတင်းထောက်အမွန်းကပေးပို့ထားတာပါ။သတင်းတင်ဆက်မှုပြီးဆုံးသွားပါပြီ။လိုက်စာ TV ကိုကြည့်ရှုနားဆင်ခဲ့ကြတဲ့မိဘပြည်သူအပေါင်းကိုစိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်။